ဘဲဥအစိမ်းနဲ့ဖရဲသီးနဲ့ကို blender ထဲမှာကြိတ်ပြီးတော့တောက်ရင်တေးနိုင်လားဆိုတော့ဒီနေ့မှာတော့အဲ့ဒါကိုစမ်းတော့ဖြစ်ပါတယ်ဗျအရင်ဆုံးတော့ဖရဲသီးလေးကိုကျွန်တော်လှီးပြီးတော့ထည့်လိုက်မယ်ဗျ Okay ကျွန်တော်ဒါလှီးရတော့ wait ဒီကလှီးလိုက်ပါဦးမယ်နည်းနည်းတော့ကျွန်တော်ဒါလှီးရမကျွမ်းဘူးဗျဒီဟာတောက်လို့မတေးပဲနဲ့ဖရဲသီးလှီးနဲ့ဓာတ်နဲ့ကွက်သူကိုရှပ်ပြီးတေးသွားရတော့ပါလို့ alright ရပြီထင်တယ် Okay alright တခုဖရဲသီးက2စိတ်ထည့်လိုက်ရပေါ့နော် Okay ဒီတိုင်းပဲချိုးလိုက်တော့မယ်ကွာရော့ပြီးရင်ကျွန်တော်အကာလေးပါနည်းနည်းထည့်မယ်နော်ဒီအဖြူရောင်ပိုင်းလေးပါနည်းနည်းထည့်မယ် Okay ဒီမှာဒီအကာလေးပါနည်းနည်းထည့်လိုက်မယ်ဗျပြီးရင်တော့ကျွန်တော်ရဲ့ဘဲဥပါဘဲဥအစိမ်းပေါ့နော်ရော့ကျွန်တော်ခောက်ရော့ Alright ဒီမှာဘဲဥအစိမ်းပါ Alright ရော့ Oh my god slimy ဖြစ်လိုက်တာဗျဒီမှာတေချာကြည့်ရပါတော့ဘဲဥနဲ့ဖရဲသီးပါဘဲဥအစိမ်းနဲ့ဖရဲသီးနဲ့ကျွန်တော်ဒီမှာစက်ကိုဖွင့်လိုက်တော့ဘဲဘက်လေခဏအော်ဝေးအဖုံးရအောင်ပါပြီးရင်တော့ရော့ဖရဲသီးကတေချာမကြည့်ဘူးဖြစ်နေတယ်ဒုက္ခပဲဖရဲသီးကအတုံးလိုက်ဖြစ်နေတော့ဗျအဲ့တော့ဒီမှာဓာတ်နဲ့ပဲဒီအထက်ဟာကိုကျွန်တော်ဒီတိုင်းလိုက်လှီးလိုက်အောင်မယ်โอเคခုဆိုရင်တော့နည်းနည်းလေးကြည်သွားပြီဗျကြည်သွားပြီဆိုတော့ပြန်ပြီးတော့blender နဲ့ blend လိုက်အောင်မယ်ဗျ let's go โอ้အနီရောင်ဖြစ်နေ nice ဖရဲသီးကြည်သွားပြီရရထင်တယ်နော်ရပြီထင်တာပဲဗျဒီမှာတစ်ချက်ရှိုးလိုက်ပါအောင်ဗျဒီဟာကိုကျွန်တော်ခွက်ထဲမှာထားမယ်ခွက်ထဲမှာချမယ် alright ထင်တာထက်များတယ်ကွာရေကဆိုတော့ဒီဟာကိုတောက်ရင်တေးလားကျွန်တော်တောက်ကြည့်ရနော်တေးမတေးဆိုတော့ကျွန်တော်ကြိုပြောစရာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဘဲဥအစိမ်းစားတာကကျွန်တော်အန်ဒီရဲတော့ရှိပါတယ်ဗျဘာလို့လဲဆိုတော့ဘဲဥအစိမ်းတွေအားလုံးထဲမှာဆာမိုနယ်လာပိုးဝင်ပြီးတော့အစာစိတ်တင်နိုင်တဲ့ chance အများဆုံးဖြစ်နေရဗျဘဲဥကအဲ့ဒါကြောင့်မလို့ဘဲဥအစိမ်းစားဖို့နဲ့ကျုပ်အစိမ်းလိုပါစားဖို့ recommend ပေးပါဦးဒါပေမဲ့တောက်ကြည့်အောင်အရသာဆိုးလိုက်တာဗျာဒါပေမဲ့တီးခံပြီးတောက်အောင်မယ် Oh my god စုပ်ပြတ်တဲ့နေရာပဲတကယ်စုပ်ပြတ်တဲ့နေရာပဲဝေးကျွန်တော်ရေခဲတုံးတွေတွားယူလာအောင်မယ်ဆိုတော့ဟုတ်ရကောင်းမှလာပြောနေမယ်ရေခဲထဲလိုက်လို့ဒီကအစိတ်မတင်သွားဘူး bruh မဟုတ်ဘူးဒီတိုင်းတောက်လေဒီကပဲဗျဒီကဘဲဥထဲမှာပါတဲ့ပိုးကိုမတက်နိုင်ဘူးဆာမိုနယ်လာပိုးမတက်နိုင်ဘူးရေခဲက like အပူပေးမှအဲ့ဒီပိုးတည်ရနော်တော့ဘာမှမဆိုင်ဘူးအဲ့ဒါပြောချင်ပါတယ်ပြီးရင်ဘဲဥနဲ့ဖရဲသီးနဲ့ရောလိုက်လို့ထူးထူးဆန်းဆန်းအစာအစိတ်တင်တာမတဲ့တာဘာမှမရှိဘူးဗျဘာမှမဆိုင်ဘူးဗျအဓိကတော့ဘဲဥကအစိမ်းမစားတင်ပါဘူးဗျ yeah so okay ဆိုတော့ဒီလိုမျိုးစားလိုက်လို့ကျွန်တော်1 short တာတို့ဒီ1ထဲတွေးပါတာတို့အော့အန်တာတို့တခုဖြစ်ရင်တော့စီကန်းပြပါပေါ့နော်ဆရာဝန်နဲ့ပြပါအောင်ဗျအဲ့ဒါကြိုပြောပါရပြီးရင်လိုက်မတော့ပါနဲ့ရေခဲထည့်လိုက်တာအရသာအဲ့လောက်မဆိုးတော့ဗျတေချာလေးထပ်မွေလမ်းမရအရသာတိတ်မဆိုးတော့ဘူးကွာမဆိုးတောက်လို့တော့ကောင်းတယ်ဗျအားရှိမယ်ထင်တယ်ဘဲဥကလုံးဝ cream လိုပုံစံလေးဖြစ်သွားတယ်ဗျအရသာပြောရမယ်ဆိုရင်တော့
ဘဲကိုရတာထက်ဖရဲသီးရတာပိုရရပေါ့နော်ဒါပေမဲ့ဆဆတောက်ချင်းမှာအနံ့ကတစ်မျိုးကြီးဖြစ်နေတယ်လို့မျိုးဖြစ်တယ်ဗျရဆိုတော့ဒီဗီဒီယိုကိုလိုတို့ဖုန်းကနေကြည့်နေဆိုရင်ကျွန်တော်ကြမ်းကြမ်းမာမာနဲ့အသက်ရှင်နေသေးပါတယ်ဗျပြီးရင်တော့ကျွန်တော်နောက်ဗီဒီယိုကြရင်ပန်းသီးနဲ့တက်နှခါရည်ကိုစားပြသွားမှာဖြစ်ပါတယ်ဗျရဆိုတော့အဲ့ဒီဟာကိုစိတ်ဝင်စားတယ်ဆိုရင်တော့ follow လုပ်ပေးကြပါအောင်ပြီး YouTube channel MVA ကိုလည်းတွားပြီး subscribe လုပ်ပါဗျ bye bye